intro နဲ့ verse မှာသုံးထားတဲ့ pattern လေးကိုကြည့်အောင် intro မှာကဒီ pattern လေးကိုသုံးထားပါတယ်ဒီဟာပါ A ဟာပါpre-chorus ဝင်ခါနီးမှာ 2-4 time လေးပါတာကိုလည်းတွေ့ရပါတယ်2-4 time မှာနှစ်ပိတ်တယ်ပေါ့ပထမဆုံး verse ကတော့ intro နဲ့ pattern 2ပါပဲchorus ကကြတော့ octave pattern ကိုတုံးထားပါတယ်ဒိုရေမီလို့တွက်ရင် so la ti so do re mi do solo ဝင်ခါနီးမှာ slide down လေးတီးထားတာကိုတွေ့ပါတယ်နောက် chorus ဒုတိယပိုင်းမှာဒါကတော့မင်းကြောင့်တချင်းရဲ့ base tutorial လေးပါနောက်ထပ်သိချင်တာရှိရင်လည်း comment မှာမေးထားခဲ့လို့ရပါတယ်အားလုံးပဲပျော်ရွှင်တဲ့နေ့လေးပါနောက်ဗီဒီယိုမှာပြန်ဆုံရအောင် bye